ကြောက်လာထဲမှာမိုးရွာတယ်ဆိုတာကဘာပေါ်ကလိုရေစက်တွေတည်းမဟုတ်ပါဘူးတခြားဂျိုတွေမှာတော့ကျွန်တော်တို့စိတ်ကူးမြင်နိုင်တဲ့အရာတွေမိုးပြည့်ရွာကျနေတာပါကျတာပရိဂျိုဂျူပီတာနဲ့စနေဂျိုစီတန်တို့မှာဆိုရင်စိန်တွေမိုးပြည့်ရွာကျနေတာဖြစ်ပါတယ်တောက်ကြဂျိုဗီနက်စ်မှာတော့ပြင်းထန်တဲ့ဆာလ်ဖျူရစ်အက်ဆစ်တွေမိုးပြည့်ရွာကျနေပါတယ်ဒါပေမဲ့အပူချိန်ကြောင့်မြေပြင်ကိုမရောက်ခင်မှာတင်ပြန်ပြီးအငွေ့ပြန်သွားတာပါစနေဂျိုရဲ့လာလစင်းဖြစ်တဲ့တိုက်တန်မှာတော့ရေစာအေးခဲနေတဲ့မီသိန်းရေတွေဟာကဘာပေါ်ကမိုးရွာသလိုမျိုးမြစ်တွေသမုဒ္ဒရာတွေတဲကိုစီးဝင်နေတာပါနေဖွဲ့စည်းရဲ့ပြင်ဘက်က 8D18973B လို့ခေါ်တဲ့ဂျိုမှာဆိုရင်တော့ဖန်စိတ်လေးတွေဟာတနအီမိုင်4000ကျော်ချိန်နဲ့ဘေးတိုက်မိုးရွာနေတာဖြစ်ပါတယ်။အပူချိန်လွန်ပြင်းတဲ့ WASP76B ဂျိုမှာတော့နေ့ဘက်မှာအငွေ့ပြန်သွားတဲ့တန်တက်တူတွေဟာညဘက်မှာပြန်အေးခဲပြီးတန်မိုးအပြည့်ရွာကျနေတာပါ။ဂျိုတွေပေါ်မှာလည်းမဟုတ်ဘဲအာကာသဟင်းလင်းပြင်ထဲမှာလည်းကျဲတကွန်တွေကထွက်လာတဲ့ဖုံဖုံမိုး dust rain တွေရှိနေတတ်ပါတယ်။နေမင်းကြီးစီမာတောင်မှာ solar rain ဆိုတာရှိပါတယ်။ဒါဟာအလုပ်ပိုပြင်းတဲ့ plasma တွေရဲ့နေရဲ့မျက်နှာပြင်ပေါ်ကိုပြန်ကျလာတဲ့ဖြစ်စဉ်ပါပဲ။ဂလက်ဆီတွေကြားထဲမှာလည်းအေယာမဓာတ်ငွေတင်တိုက်ကြီးတွေဟာကျဲအသစ်တွေဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့ dressing တွေကိုမိုးရွာသလိုမျိုးပေးပို့နေကြတာပါဒီလိုထူးဆန်းတဲ့မိုးတွေရှိနေတာဟာအဲ့ဒီဂျိုဒီရဲ့လေထုဖိအားအပူချိန်နဲ့ဓာတုဗေဒဆိုင်ရာပေါင်းစပ်မှုတွေကြောင့်ဖြစ်ပါတယ်ကမ္ဘာပေါ်ကရေမိုးဟာတက်ချီတွေကိုရှင်သန်စေပေမဲ့အာကာသတွေကတခြားမိုးတွေကတော့သေစေနိုင်တဲ့အန္တရာယ်တွေပဲဖြစ်ပါတယ်ဒီကုန်းချုပ်ရရင်အာကာသထဲမှာမိုးရွာတဲ့ဖြစ်စဉ်ဟာကျွန်တော်တို့စိတ်ကူးကြည်တာတက်ပို့ပြီးစမ်းကြယ်လာပါသလိုကြောက်မဲ့ဖွယ်လဲကောင်း